Elmas ကခေါင်းဆောင်ဖြစ်တဲ့ Golden Sea ကနေအနှိမ်ခံရတယ်ဆိုပေမဲ့အခုက Random Quest ဖြစ်တာမို့အောင်ကြီးတိခံပြီးကူညီပေးပါအောင်လို့တောင်းဆိုလိုက်ရပါတယ်။အဲဒါကြောင့် Golden ကလည်းဆက်မပြောတော့ပဲလုပ်ငန်းစားဖို့အတွက်အမိန့်ပေးလိုက်တဲ့အခါ T ဆိုတဲ့လူကသူ့ရဲ့ဓာတ်ကိုထုတ်ပြီး Search လို့អော်လိုက်ပါတယ်။ Search ဆိုတာကပဝင်းညင်ကတက်ရှိတွေကိုထောက်လှမ်းတဲ့ skill ဖြစ်ပြီး level 9နဲ့သူစီမှာအဲ့လို skill မျိုးရှိတာကရှားပါတယ်။ဒီလိုနဲ့အစွမ်းသုံးပြီးရှာလိုက်တဲ့အခါမှာတော့အကောင်30လောက်ရှိတဲ့ monster အုပ်စုကိုတွေ့တယ်ဆိုပြီး T ကပြောတော့ Golden ကတော်တယ်ဆိုပြီးချီးကျူးလိုက်ပါတယ်။အဲ့ဒါပြီးတော့ T က Elmas ကိုကြည့်ပြီးမင်းလောက်ခဲ့တာတွေကစွမ်းစားသူဖွဲ့စည်းထဲမှာပြန့်နှံ့နေတာပဲဆိုပြီးပြောလိုက်ပါတယ်။ T ကဘာတွေပဲပြော Elmas ကပြန်မပြောပဲဆွမ်းနာကသုံးသွားတဲ့စက်ပစ္စည်းတွေအရဆိုရင် T က Ramid ဖြစ်ပြီး Ramid တွေကရုပ်ပိုင်းဆိုင်ရာ status တွေမြင်တဲ့အပြင်တိုက်ခိုက်ရေးနဲ့ကုသရေး message တွေကိုတင်နိုင်တယ်ဆိုပြီးတွေးနေမိပါတယ်။ T ကတော့အသုံးမကျတဲ့ class ကိုရထားတဲ့အတွက်ဝမ်းသာပါတယ်ဆိုပြီးလှောင်ပြောင်ပြောပေမဲ့လည်း Elmas ကတော့စိုးရင်ပေးလို့ကျေးဇူးတင်တဲ့အပြင်သူကတော့ဒီ class ကိုအတော်လေးသဘောကျတယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်။ Ramid တယောက်ကအရာအလုံးနှီးပါလုံးနိုင်လို့အားကောင်းတယ်ဆိုပြီးထင်ရပေမဲ့ဂိမ်းထဲမှာဆိုရင်တော့အားလုံးတက်တက်လို့နဲ့ဘယ်ဟာမှမကျွမ်းကျင်တဲ့ class ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီကဘာကဂိမ်းတစ်ခုမဟုတ်တာကြောင့်လွယ်ကူတဲ့ class တစ်ခုကနာမည်ကောင်းရတယ်ဆိုတာသဘာဝပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ Golden ကသူတို့တိုက်ခိုက်ရမယ့် monster တွေကိုဥဆောင်တာက Gohat လို့ခေါ်တဲ့တစေကောင်းမှုလို့ဒီ run စွမ်းစားသူဖြစ်တဲ့သူကိုယ်တိုင်ပဲရှင်းမယ်ဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒါအပြင်ကိုမှတိုက်ပွဲတွေကိုရောက်လာရင်ကဲပေးမှာမဟုတ်ဘူးဆိုပြီး Golden ကပြောလိုက်တာမို့အတွေ့အကြုံရှိတဲ့စွမ်းစားသူတွေအကုန်လုံးကထိတ်လန့်သွားကြပါတယ်။အခုတိုက်ခိုက်ရမယ့်တစေကောင်းက level 30လောက်ရှိမဲ့အပြင်တိုက်ခိုက်ရေး skill မရှိပေမဲ့အန်တက်တွေကိုပြန်ရှင်းနိုင်တဲ့အစွမ်းရှိတာမို့အတော်လေးအန္တရာယ်များပါတယ်။ဒါပေမဲ့သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Golden က level 40မှုလို့အစီအစဉ်တိုင်းဆိုရင်အောင်မြင်မှာဆိုပေမဲ့ကြောက်ရွံ့မှုမာနာကြီးမှုတွေနဲ့အတွေ့အကြုံရှိတဲ့သူတွေကိုဂရုစိုက်ဖို့ညံပြင်းတဲ့ခေါင်းဆောင်ရှိတာမို့အောင်မြင်နိုင်ခြေက80%မရှိရဲဆိုပြီး Elmas ကတွေးနေမိပါတယ်။80%ဆိုတာကဂိမ်းထဲမှာဆိုရင်အတော်လေးကောင်းပေမဲ့ပြင်ပကဘာမှာတော့အဲ့ဒီလိုမျိုးမဟုတ်တာကြောင့် Elmas ကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Elmas က Golden Sea ကိုတွားပြီးအန်တက်အုပ်စုကရထားတဲ့သတင်းနဲ့ကွာခြားနိုင်တာမို့ပိုပြီးရှင်းလင်းတဲ့အမိန့်ပေးဖို့အတွက်ပြောလိုက်တော့ Golden ကစိတ်တူသွားပြီးသူ့ကိုဆရာလာလောက်တာလားလို့မေးလိုက်ပါတယ်။အဲ့ဒီခါ Elmas ကအဲ့ဒီလိုမဟုတ်ဘဲသူက level 9နဲ့စွမ်းစားသူတယောက်မှုလို့အတွေ့အကြုံမရှိဘဲစိုးရိမ်နေတာဖြစ်တဲ့အကြောင်းနဲ့အခြားလူတွေကလည်းသူ့လိုခံစားနေရမှာပဲဆိုပြီးပြောလိုက်ပါတယ်။ Golden လိုဝိုင်းရဲတဲ့သူအတွက်ကဒီ quest ကလွယ်ကူရဲဆိုပေမဲ့သူတို့အတွက်ကအဆင်မပြေတာမို့အမိန့်ပေးပါအောင်ဆိုပြီး Elmas ကထပ်ပြောတဲ့အခါအန်တက်တွေကိုအရန်ကြောင်းနေတာကအသုံးမကျတဲ့ class နဲ့မင်းတယောက်ထဲပဲဆိုပြီး T ကဝင်ပြောလိုက်ပါတယ်။အဲ့ဒါအပြင်ကမှငါကြောက်တွေကိုအမိန့်ပေးနေစရာမလိုပဲကြောက်နေရင်တိုက်ပွဲတွေကနေနောက်ဆုတ်ဖို့အတွက် T ကပြောနေတော့မြေကြီးတွေကနေအန်တက်တွေအများကြီးထွက်ပေါ်လာပါတယ်။အဲ့ဒီခါဆွန်နာကအားချောင်ထားတဲ့ T ကကြောက်တူးတွေတုံနေတဲ့ဆိုပေမဲ့ Elmas ကတော့တိုက်ခိုက်ဖို့အတွက်အဆင်သင့်ဖြစ်နေပါတယ်။ဒါပေမဲ့လည်း Golden က Till နဲ့ဘောကိုရှေ့တန်းအတွက်ထားထားတာမို့မတက်တာပဲ Golden နဲ့ပြေးလိုက်သွားရပါတယ်။အဲ့ဒါကြောင့်ကြံခဲ့တဲ့စွန်စားသူတွေကိုအားလုံးတူတူအန်တက်တွေရှင်းဖို့ Elmas ကပြောပေမဲ့စွန်စားသူတွေအကုန်လုံးကကြောက်နေကြပါတယ်။စွန်စားသူတွေအတွက်ကဒါကပထမဆုံး quest ဖြစ်တဲ့ပြင်မသိမျိုးတွေကိုအခုမှတွေ့ဖို့ပြီးအမိန့်တွေကလည်းမရှင်းလင်းနိုင်ဘူးမျှော်လင့်ချက်မဲ့နေတာပဲဖြစ်ပါတယ်။အဲ့ဒီခါ Elmas က3ယောက်တစ်ခုစီခွဲပြီးကြောချင်းကပ်ပြီးတိုက်ခိုက်မယ်ဆိုရင်အန်တက်တွေကသူတို့ကိုဝိုင်းလို့ရမှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်။ Elmas အနေနဲ့ကရှေ့ကနေအာရုံဆွဲပေးထားမှာဖြစ်ပြီးစွန်စားသူတွေက Elmas ကိုမယုံမဲဖြစ်နေတဲ့အချိန်အန်တက်တကောင်ကနောက်ကနေပေါ်လာတာမို့ Elmas က Paris ဆိုတဲ့ skill ကိုသုံးပြီးဓာတ်နဲ့ခုတ်လိုက်ပါတယ်။ Paris ဆိုတာကဝင်လာတဲ့တိုက်ခိုက်မှုကိုဒါမှမဟုတ်ဒိုင်းနဲ့ကာကွယ်ပြီးအခွင့်အရေးဖန်တီးပေးတဲ့ skill ပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့အန်တက်3ကောင်ကိုပထမဆုံး Paris နဲ့တိုက်ခိုက်ပြီး Disarm effect ဝင်အောင်ခုတ်ပြီးမှအန်တက်တွေလာပြီးတိုက်ခိုက်တာကို Rampart Reflection အစွမ်းကိုသုံးပြီးဆုံးသက်ပေးလိုက်ပါတယ်။အဲဒါကိုမြင်လိုက်ရတော့ကျန်တဲ့သူတွေကအကုန်အံ့ဩနေပြီး Elmas ကသူ့ကိုစိတ်မပူဖို့နဲ့ဒုက္ခရောက်နေရင်ပြောလိုက်သူရောက်လာခဲ့မယ်ဆိုပြီးပြောလိုက်ပါတယ်။ဒီလိုနဲ့ Elmas တယောက်အန်တက်တွေအများကြီးကိုနှိမ့်နှင်းပြီးမှု level 16ကိုရောက်သွားပြီး status ထဲမှာလည်း point တွေကတိုးလာနေပါတယ်။အဲဒီနောက်မှာတော့စွန်စားသူတွေကလည်း status တက်ကြွလာပြီး Elmas နဲ့အတူအန်တက်တွေကိုနှိမ့်နှင်းနေကြပါတယ်။အခြားတစ်ဖက်မှာတော့ Golden နဲ့တစေကောင်းတို့တိုက်ခိုက်နေကြပြီး Golden က level မြင့်တာမို့တစေကောင်းကအတော်လေးကိုထိနာနေပါတယ်။ဒါပေမဲ့တစေကောင်းကအန်တက်တွေကိုဆင့်ခေါ်တာမို့ Golden ကအလှုပ်ရှုံနေတဲ့အတွက် Till နဲ့ဘောကိုနှိမ့်နှင်းမှုပြောပေမဲ့လည်းနှစ်ယောက်စလုံးကကြောက်နေတာမို့စင်ကြီးတွေပဲပေးနေကြပါတယ်။အဲ့ဒီချိန်တစေကောင်းကပြန်ထလာတာမို့ Golden ကသူ့ရဲ့ Rock Shatter skill နဲ့တစေကောင်းရဲ့မျက်လုံးကိုခုတ်ချပစ်လိုက်ပါတယ်။အဲ့ဒီခါတစေကောင်းရဲ့ HP ကလည်းအတော်လေးကိုနည်းသွားပြီးမို့ Golden နောက်တစ်ချက်ထိအောင်ခုတ်နိုင်မှဆိုရင်အနိုင်ရမှာဆိုပေမဲ့ဘေးနားမှာအန်တက်တွေအများကြီးရှိနေတဲ့အတွက်ပြဿနာတက်နေပါတယ်။အဲ့ဒီချိန်မှာပဲတစေကောင်းကသူဆင့်ခေါ်ထားတဲ့အန်တက်တွေကိုတယောက်ချင်းစီဆွဲဖမ်းပြီးအကုန်လုံးကိုစားပစ်တာကြောင့်ဒဏ်ရာတွေကပြန်ပြီးကောင်းလာပါတယ်။ပုံမှန်တိုင်းဆိုရင်တစေကောင်းမှာပြန်လည်ကုသတဲ့ skill ရှိတယ်ဆိုရင်တော့မှအခုလိုမျိုးအလောင်းတွေအများကြီးကိုစားဖို့အတွက်မလိုတာမို့တခုခုမှားနေတယ်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲအန်တက်တွေကကုန်သွားတာမို့ Golden ကပြေးပြီးတိုက်ခိုက်ဖို့လုပ်ပေမဲ့တစေကောင်းကအစွမ်းတွေကိုထုတ်လွှတ်ပြီးပုံစံအသစ်တစ်မျိုးကိုပြောင်းလဲသွားပါတယ်။အခုဆိုရင်တစေကောင်းကနေ Mad Hatter အဖြစ်ပြောင်းလဲသွားပြီး level ကလည်း40အထိရောက်သွားရင်းနဲ့အပိုင်း3ကပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။